တင်တိပါသလားဘာဖြစ်လို့မိခင်တို့တိုက်ကြွေရတယ်ဆိုတာမိခင်တို့ဟာခန္ဓာကိုယ်ရဲ့အားဖြည့်စာ200ကျော်ရှိပါတယ်ရိုးရိုးနှုတ်မဟုတ်ဟာ60တာခန္ဓာကိုယ်ဓာတ်အားဖြည့်စာရှိပါတယ်အားဖြစ်ပြီးအစာကြေရလည်းလွယ်ပါတယ်နောက်ထပ်ဓာတ်အားဖြည့်စာကတော့ဓာတ်မတက်ခြင်းကိုလည်းကာကွယ်ပေးပါတယ်နောက်တစ်မျိုးကတော့ကြားပြန်တန်ပြန်နဲ့တဘာဝဖြစ်တဲ့အစီအစိတ်ဓာတ်များကိုလည်းများစွာပြည့်လို့နေပါတယ်ကြည်ပြင်းမှုနဲ့အုံနောက်ဖွံ့ဖြိုးမှုစီးဆင်းတဲ့ဝိကင်းစားကလေးများအတွက်မိခင်တို့ကတိုက်ကြွေတင်ပါတယ်မိခင်မေတ္တာနဲ့အချစ်များကိုကလေးအထီးပို့ဆောင်ထားပြီးလူကောင်းတစ်ယောက်အဖြစ်ကြီးပြင်းလာဖို့အတွက်စိတ်ကောင်းရှိဖို့အတွက်ဝိကင်းစားကလေးများကိုတောင်းမွန်သောအခွင့်အလမ်းများအတွက်အမေတို့ဟာကလေးငယ်အများအတွက်အသင့်တော်ဆုံးပါပဲလို့ဆိုတဲ့နီလန်ကတော့3မျိုးရှိပါတယ်နံပါတ်1ဉာဏ်ဆိုတာနံပါတ်2စို့ပြီးလွတ်တာနံပါတ်3နီလန်အမှန်ဆိုတာဉာဏ်ဆိုတာကလေးကိုနှုတ်အမြန်ပေးဆိုတာမွေးအခန်းထဲမှာရှိကြတဲ့ကပိုကောင်းပါတယ်နှုတ်ဆိုတဲ့ပုံနဲ့ရင်းနှီးဖို့အတွက်နောက်ပြီးအမေတို့အားကောင်းဖို့အတွက်ကူညီပေးတာဖြစ်ပါတယ်ပထမဆုံးတောက်ရတာကိုခေါ်ပါတယ်ခန္ဓာကိုယ်ဓာတ်အားဖြည့်စာအမျိုးမျိုးရှိပါတယ်လို့ဆိုပြီးလွတ်တာကလေးဘိုက်တမီကုန်စားစီပါတယ်အဲ့ဒီအတွက်အများဆုံးဆိုပြီးသူလိုတလောက်ကလေးဆိုပြီးလွတ်တာလို့ခေါ်ပါတယ်တရက်8ကြိမ်ထပ်မင်းနီလန်အမှန်ဆိုတာနီလန်အမှန်ဆိုတာကတော့ကလေးကိုဘိုက်ဝအောင်ပူညီပေးပါတယ်နှုတ်စင်စေပါတယ်ကလေးရောအမေပါပျော်ရွှင်စေပါတယ်ကလေးနီလန်အမှန်ဆိုတာကနှုတ်ဆိုတဲ့နီလန်များကိုဒီအမေများကဗီဒီယိုများမှာသင်ကြည့်နိုင်ပါတယ်ကလေးများကိုနှုတ်ဆိုစေရန်အတွက်မိခင်များမှာမိခင်ဘက်အလုပ်လုပ်တော့မိခင်များအခြားကိစ္စရှိသည့်မိမိများအိမ်မှာမရှိသည့်အချိန်အတွက်တင်ထားနိုင်ပါတယ်ကလေးများကိုမိခင်တို့အမြဲတမ်းအောက်သုံးရန်အတွက်ကလေးငယ်များကို6လအထိတိုက်သုံးရန်အတွက်အမေများကအစဉ်ပြေတဲ့အချိန်နှုတ်မြစ်ပြီးတင်ထားနိုင်ပါတယ်လက်ဖြစ်ညှိ၍တော်၎င်းဆက်ဖြစ်ညှိ၍တော်၎င်းပုံစံအမျိုးမျိုးဈေးဆိုင်အမျိုးမျိုးမှာဝယ်ယူနိုင်ပါတယ်နို့တီကောင်းနဲ့တင့်တော်မဲ့ဟာလည်းရွေးဝယ်နိုင်ပါတယ်ရှင်ဈေးနှုန်းကတော့အတင်းအသင့်ရှာပြီးဝယ်နိုင်ပါတယ်ညစ်ပြီးသားနှုတ်များကိုရေခဲပုံတို့မဟုတ်ရေခဲတက်တာများမှာလည်းတင်ထားနိုင်ပါတယ်ထုတ်ယူလာကနှွေးပြီးကလေးများကိုတိုက်နိုင်ပါတယ်အမေပြန်လာတဲ့အချိန်မိခင်တို့တိုက်တာအကောင်းဆုံးပါပဲကလေးတိုးတက်ဖို့အတွက်မွေးကင်းစားကနေ6လအထိမိခင်တို့တစ်ခုထဲတာတိုက်ကြွေတင်ပါတယ်ရိုးရိုးရည်နဲ့အစားအစာများလုံးဝမတိုက်ကြွေကြပါနဲ့6လပြည့်မှသာလေအရွယ်နဲ့အလိုက်အစားအသောက်များကိုတိုက်ကြွေပါမိခင်တို့နဲ့အတူ2နှစ်ပြည့်တဲ့အထိတို့မဟုတ်ဒီထက်ကြာမှသာအခြားအစားအစာများနဲ့ရောပြီးတိုက်ကြွေတင်ပါတယ်ကလေးချီမီလန်နဲ့မိခင်တို့တိုက်တဲ့မီလန်များမီလန်အမှန်များအမေအစ်အများတို့ကကလေးချီမီလန်အမှန်များကလေးတို့တိုက်မီလန်အမှန်များနဲ့ကလေးကိုနှုတ်အပြည့်အဝရစေရကူညီနိုင်ပါတယ်နှုတ်ဒီကောင်မကွဲမစေရန်တို့ကမိခင်များညောင်းညာတဲ့ဝေဒနာများပါတက်တာစေမှာပါအရင်ဆုံးနှုတ်အဖွဲ့စီပုံကလေးကိုနားလည်ကြရအောင်နှုတ်အပေါ်ပိုင်းကိုနှုတ်အုံမှာရှိတယ်နှုတ်အပေါ်ပိုင်းနှုတ်အုံမှာနှုတ်ထုတ်တဲ့နေရာရှိပါတယ်သူကတော့ကလေးများနှုတ်ရရန်အတွက်ကူညီပေးပါတယ်နှုတ်အောက်ပိုင်းကတော့ကလေးများကိုနှုတ်ပိုက်ပြည့်စေရန်ကူညီပေးပါတယ်နှုတ်ကုံတဲ့အထိစွန့်နိုင်ပြီးနှုတ်ရဲ့နာကျင်မှုများကာကွယ်ပေးပါတယ်ကလေးချီနီလန်းများလည်းရှိပါသေးတယ်ရှင်နံပါတ်1သစောင်းချီနီလက်ဘဝနဲ့တထောင်စင်းနဲ့ပူပြီးကလေးကိုကိုယ်ပတ်လှည့်ပြီးတထောင်စင်းမြင့်ပြီးကြံလက်တစ်ဖက်ကိုကင်ထားပြီးဒါမှမဟုတ်ဒီအတိုင်းလွတ်ထားပြီးချီလို့လည်းရပါတယ်ရှင်ဒီအတိုင်းလွတ်ထားပြီးထားပေးလို့လည်းရပါတယ်ရှင်ကလေးကိုကျွမ်းကျင်ချီနိုင်ဖို့အဝတ်လည်းအသုံးပြုလို့ရပါသေးတယ်နံပါတ်2သစောင်းအိတ်ဒီနဲ့ပူကောင်းကောက်ွယ်မှုအတွက်ဒီပုံစံကတော့ကလေးကိုအောက်ပေါ်တင်ထားပြီးအရင်ပုံစံနဲ့ဆင်ပါတယ်နောက်လက်တစ်ဖက်ဒါမှမဟုတ်ဇက်ကိုပူထားရမှာဖြစ်ပါတယ်ဒီမီလန်ကတော့ကလေးဥကောင်းနဲ့ကာကွယ်မှုအားကောင်းစေပါတယ်နံပါတ်3ကလေးဘေးတစ်ဆောင်ချီနေကလေးကိုဘေးတစ်ဆောင်ကတ်ထားပြီးဥကောင်းကိုနည်းနည်းမြောက်ထားပါကြံလက်တစ်ဖက်ကတော့ကလေးဇက်ကိုကင်ထားပြီးကလေးကိုဖတ်ထားပါနောက်တစ်ဖက်ကတော့
နောက်တစ်ဖက်ကတော့ကလေးကိုကင်ထားပြီးဒီနီလန်းအတိုင်းအသုံးပြုပါဖွဲစိတ်ထားတဲ့မမေများနဲ့တင့်တော်ပါတယ်အမွှာကလေးတို့မဟုတ်ကလေးအသေးဒါမှမဟုတ်နှုတ်ကြီးတဲ့မိခင်များအတွက်အဆင်ပြေပါတယ်နံပါတ်4ကစားအိမ်ကြီးဒီနည်းကတော့မအေရောကလေးပါမျက်နှာချင်းဆိုင်ကစားအိမ်ပြီးတက်တောက်တက်တာအိမ်နိုင်ပါတယ်ကလေးဦးခေါင်းနည်းနည်းမြောက်ထားပေးပါကြံလက်တစ်ဖက်ကိုကလေးကိုဖတ်ထားပါခေါင်းအောင်တို့မဟုတ်အဝတ်များကိုကလေးကျောမှာခုထားနိုင်ပါတယ်ဒီနီလန်ကတော့ဖွဲစိတ်ခံကမမေများနဲ့ပြင့်တော်ပါတယ်အခုကတော့မွေးကင်းစားကလေးချီနီနာနားလည်လောက်ပြီးထင်ပါတယ်မိုးဆိုနီလန်အမှန်လေးကြည့်ရအောင်ကလေးနာကလေးမော့ထားကလေးရဲ့မျက်နှာကိုမော့ထားပြီးပါဆက်ကြဲကြဲဟထားပေးပါကလေးငယ်နဲ့မိခင်တို့နဲ့ရင်းနှီးစေရန်အတွက်နို့အုံအောက်ပိုင်းကိုငုံထားပြီးအပေါ်ပိုင်းကိုမြင်စေရန်နို့အုံအပေါ်ပိုင်းကိုမြင်စေရန်အတွက်ပါဆက်ကြဲကြဲအောက်ပိုင်းဖွင့်ထားပြီးဟထားပေးပါဒီနီလန်လေးကတော့ကလေးကိုနို့တက်တောက်တက်တာစို့စေမှာပါကလေးရောမိခင်မှာပျော်ရွှင်စေမှာပါကလေးချီနီလန်အမှန်ကလေးစို့နီလန်အမှန်များကိုကလေးရောမိခင်မှာပျော်ရွှင်စေမှာပါအမေတို့အကောင်းဆုံးပါတင့်ကလေးကိုအကောင်းဆုံးအခွင့်အရေးလက်လွတ်မခံပါနဲ့မိခင်တို့တစ်ခုတည်းကတိုက်ကြွေးပေးပါ